ဒီနေ့တော့ဆရာ grade 11 chapter 1နဲ့ကပဲ projectile အကြောင်းလေးရှင်းပြခြင်း projectile 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 ဆိုတာဘယ်လိုအရာမျိုးလဲ projectile ဆိုတာကမင်းပြစ်လို့ရတဲ့အရာဝတ္ထုလက်နဲ့ကောက်ကန်ပြီးပြစ်လှုပ်လို့ရမယ်ဆက်နဲ့ပဲဖြစ်ဖြစ်အဝေးကိုပြစ်လှုပ်လို့ရမယ်အဲ့လိုမျိုးပြစ်လှုပ်လို့ရတဲ့နေရာအရာဝတ္ထုတစ်ခုကိုဆရာတို့ projectile လို့ခေါ်တာနမူနာနေတဲ့မင်းတို့ဘောလုံးတစ်လုံးကန်လိုက်အဲ့ဘောလုံးကိုကောက်ပြီးတော့လေထဲကိုပစ်လိုက်တယ်အဲ့ projectile ပဲမြေပြူခဲကောက်ကန်မယ်မြေပြူခဲကိုလေထဲကိုပစ်လိုက်မယ် projectile ပဲအမြောက်ကြည်စံပေါ့အမြောက်ကနေကြည်စံပစ်လိုက်တယ်အဲ့ကြည်စံထွက်သွားတယ်အဲ့အမြောက်ကြည်စံလည်းအဲ့ projectile ပဲအဲ့ projectile ဆိုတာကပြစ်လွတ်လို့ရတဲ့အရာဝတ္ထုမှန်သမျှ projectile ဒီထဲမှာတော့ text ထဲမှာတော့ definition လေးတော့ပေးထားတယ်အဲ့ဒါလေးတစ်ချက်ကြည့်လိုက်နော်အဲ့ projectile နဲ့ပြစ်လွတ်လို့ရတဲ့အရာဝတ္ထုဆိုတာက is any object ဘယ်အရာမဆိုဖြစ်နိုင်တယ်တဲ့ thrown into space နေရာလို့တစ်ခုကိုပြစ်လိုက်မယ် upon which အဲ့လိုပြစ်လိုက်တဲ့အခါမှာ upon which အဲ့ဒီအရာဝတ္ထုပေါ်မှာ the only acting force အားတစ်မျိုးတည်းပဲတက်ရောက်နေမယ်အဲ့ဒီအားကဘာလဲဆိုရင် gravity ဒရက်ဆွဲအားကမ္ဘာမြေကြီးရဲ့ဆွဲငင်အားအဲ့တော့အရာဝတ္ထုတစ်ခုကိုနေရာလို့တစ်ခုတည်းကိုပြစ်လိုက်တယ်အဲ့ဒီအရာဝတ္ထုပေါ်မှာတက်ရောက်နေတဲ့အားဒီ dress ဆွဲအားတစ်မျိုးပဲရှိမယ်ဆိုရင်အဲ့ဒီအရာဝတ္ထုကို projectile လို့ခေါ်တယ်တဲ့ဆိုတော့မင်းဘောလုံးလေးတစ်လုံးလေထဲကိုပြစ်ထွက်လိုက်တယ်အဲ့ဒီဘောလုံးပေါ်မှာတက်ရောက်နေတဲ့အားဒီ dress ဆွဲအားတစ်ခုပဲရှိမယ်အဲ့ဒီဘောလုံးဒီလေတူထဲမှာပြန့်နှံ့လေတူထဲမှာရွေ့သွားတာမဟုတ်လို့လေတူကအားတက်အောင်ပဲဘာညာထည့်မစင်းတော့လေတူကတက်ရောက်တဲ့အားတွေပဲထည့်မစင်းတော့အကုန်ဖယ်ထားတယ်ဒီအရာဝတ္ထုပေါ်မှာတက်ရောက်နေတဲ့အားဒီ gravity တစ်မျိုးပဲရှိမယ်ဒါဆိုရင်အဲ့ဒီအရာဝတ္ထုကိုဆရာတို့ကဘာလို့ခေါ်မလဲဆို projectile လို့ခေါ်မယ်မင်းမြေပြူခဲပဲဖြစ်ဖြစ်မာကာပန်ပဲဖြစ်ဖြစ်အရာဝတ္ထုတစ်ခုပေါ်ကခဲလုံးတစ်လုံးပဲဖြစ်ဖြစ်ကောက်ကန်ပြီးပြစ်လိုက်အဲ့လိုပြစ်လိုက်ပြီဆိုတာနဲ့အဲ့ပြစ်လို့ရတဲ့အရာဝတ္ထုဒီ projectile အဲ့ဒီအရာဝတ္ထုလေထုထဲမှာပြန့်သွားတယ်ဒါပေမဲ့လေထုရဲ့တက်ရောက်မှုကိုထည့်မစင်စားဘူးအဲ့ရောက်ထုလေထုမှာလွင့်သွားတယ်လေထုရဲ့တက်ရောက်မှုကိုထည့်မစင်စားဘူးသူ့ပေါ်မှာတက်ရောက်နေတာဒီတစ်ခုပဲရှိမယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် gravityပြီးရင်နောက်တစ်ခုက trajectory ဆိုတာကဘယ်လိုမျိုးလဲဆိုတော့သူ့ရဲ့အဓိပ္ပာယ်ကဆောနာမင်းတို့အရာဝတ္ထုတစ်ခုကိုနေရာလေးတစ်ခုတည်းကိုပြစ်လွတ်လိုက်မယ်အဲပြစ်လွတ်လိုက်ရတဲ့အရာဝတ္ထုကိုပြစ်လွတ်လို့ရတဲ့အရာဝတ္ထုကို projectile အဲဒီ projectile လေးသွားတဲ့လမ်းကြောင်းကိုကြတော့ trajectory လို့ခေါ်တယ်အဲ့တော့ projectile သွားတဲ့လမ်းကြောင်းပြစ်လွတ်လို့ရတဲ့အရာဝတ္ထုတွေသွားတဲ့လမ်းကြောင်းအဲ့ဒီလမ်းကြောင်းကtrajectory အဲ့တော့အောက်မှာရေးထားတယ်ကြည့်လိုက်ပါဦးနော် the path လမ်းကြောင်း followed by a projectile ပြစ်လို့ရတဲ့အရာဝတ္ထုသွားတဲ့လမ်းကြောင်းအဲ့လမ်းကြောင်းကို is known as ခေါ်တယ်တဲ့ဘာလို့ခေါ်လဲဆိုရင် trajectory လို့ခေါ်ပါတယ်တဲ့အခုထပ်ပြောမှာက projectile motion အကြောင်း projectile motion ဆိုတာကပြစ်လို့ရတဲ့အရာဝတ္ထုတွေရဲ့ရွေ့ရှားမှုဘောလုံးကိုကန်လိုက်တယ်အဲ့ဒါဘောလုံးကိုပြစ်လွတ်လိုက်တာပဲအဲ့ဒီဘောလုံးရဲ့ရွေ့ရှားမှု projectile motion မာကာပန်တစ်ချောင်းကိုကောက်ကန်လိုက်တယ်အဝေးကိုလှမ်းပစ်လိုက်တယ်အဲ့တော့မာကာပန်ပြစ်လွတ်လို့ရတယ်ဒီမာကာပန်ရွေ့ရှားမှု projectile motion ခဲလုံးတစ်လုံးကောက်ကန်လိုက်မယ်အဲ့ခဲလုံးကိုအဝေးလှမ်းပစ်လိုက်မယ်အဲ့တော့ခဲလုံးဒီပြစ်လို့ရတဲ့အတွက်အဲ့ဒီခဲလုံးရဲ့ရွေ့ရှားမှုဒီ projectile motion အဲ့တော့ projectile motion မှာ projectile လို့ခေါ်တဲ့ဘောလုံးတို့မာကာပန်တို့ခဲလုံးတို့သူတို့ရဲ့ရွေ့ရှားမှုကိုလေ့လာလိုက်တော့သူတို့ဒီအပေါ်ကိုလည်းတက်တယ်ရှေ့ကိုလည်းရွေ့တယ်အပေါ်တက်တယ်ဆိုတော့ y မျိုးတိုင်းရွေ့တာပေါ့ရှေ့ကိုရွေ့တယ်ဆိုတော့ x မျိုးတိုင်းရွေ့တာပေါ့ဒါဆိုရင်အဲ့ပြစ်လို့ရတဲ့အရာဝတ္ထုတွေမှန်သမျှသူတို့ရဲ့ရွေ့ရှားမှုဒီ x မျိုးအတိုင်းကော y မျိုးအတိုင်းကောတပြိုင်နက်တည်းရွေ့နေတယ်ပြန်ပြောမယ် projectile လို့ခေါ်တဲ့ပြစ်လို့ရတဲ့အရာဝတ္ထုတွေဒီသူတို့ရဲ့ရွေ့ရှားမှုက x မျိုးအတိုင်းကော y မျိုးအတိုင်းကောတပြိုင်နက်တည်းရွေ့နေတယ်အဲ့ဒီပြစ်လို့ရတဲ့အရာဝတ္ထုတွေရဲ့ရွေ့ရှားမှုကိုကြတော့ projectile motion လို့ခေါ်တယ်အဲ့တော့ဒီမှာစာပိုင်လေးကိုကြည့်လိုက် projectile motion နဲ့ခေါင်းစဉ်က the motion of an object အရာဝတ္ထုတစ်ခုရဲ့ရွေ့ရှားမှုအဲ့ဒီအရာဝတ္ထုက moving ရွေ့နေမယ် in both နှစ်မျိုးစလုံး horizontal x direction ရေပြင်ကြီး x ဝင်ရိုးဥတီဘက်အတိုင်းလည်းရွေ့မယ် and ပြီးတော့ vertical y direction down light အတိုင်း y ဝင်ရိုးဥတီဘက်အတိုင်းလည်းရွေ့မယ်
အဲ့ဒါဒီ simultaneously တပြိုင်နက်တည်းရွေ့ရမယ် x ဝင်ရောတိုင်းကော y ဝင်ရောတိုင်းကောနှစ်ခုစလုံးတပြိုင်နက်တည်းရွေ့နေမယ်ဆိုရင်အဲ့ဒီအရာဝတ္ထုရဲ့ရွေ့ရှားမှုကို is called ခေါ်တယ် projectile motion လို့ခေါ်ပါတယ်